လက်မှတ်လေးရတော့တစ်စောင်4000ဒီမှာထိုင်မီနာစီကဘန်ဂလိုသေးလေးတွေအများကြီးပဲပေးတာဂါရန်ကမိုးမိတာလို့နဲ့ဆိုရယ်စာတန်းနေတောင်လဲနေဘန်းနေကိုပေါင်းတယ်သမီးရတော့မပေါင်းတတ်ဘူးလားမပေါင်းတတ်ဘူးသမီးရန်ကုန်ကဆိုမပေါင်းတတ်ဟုတ်လားရှမ်းလိုလေးပေါင်းပြီဟိုမသိဘူးရတယ်အဲ့ဒီတောင်ကြီးရလာလို့ငါအာနာလို့လေဟာဘာအပြည့်ဘူးသမီးအောင်ပြန်အားနာအောင်မရစင်ပြေလို့ပေါင်းရတယ်သမီးရအေးတချို့ကြတော့ကြီးကျယ်တယ်အေးအဲကြောင့်ငါအာနာလို့ရတယ်ပါလေခေါင်းအန်တီကတော့ရှောက်ပေါင်းတာဟောဒီမှာတော်တော်များများပေါင်းကြနော်နေပူမျိုးရလို့ပေါင်းအဲ့လိုပေါင်းတာကိုပိုးတွေများတယ်ဟောပိုးအနည်းတို့ကြတော့ဘယ်လိုမျိုးတို့ကပမာပဲဟောပမာပဲလားဟောဟောဒီလိုလေးမကောင်းဘူးလားဟောခမပါဆောင်โอเคခမကလေးနဲ့โอเคသမီးရလေရမ်းမိုက်တယ်ရမ်းမိုက်ဒီမှာပန်းလေးနဲ့မှသွားလိုက်ပန်းငယ်နဲ့ခဏလမ်းလျှောက်လိုက်သွားပါညီရရနော်ရတယ်ယူသွားရရနော်သမီးရိုက်ချင်တာလားအဲ့ဒီရဲချစ်ဖို့ကောင်းတယ်မြောင်းမယ်ရှိတယ်ဟမ်ဟိုမြောင်းသားလေးမယ်လေရိုက်စရာကြီးအများကြီးရှိတယ်လို့သမီးအဝါပေးမှာဟောအဝါပြန်လာခဲ့မယ်တော့အညာနော်ပြန်လာတဘာဝတိုင်းဖြစ်နေရလားဒါမှမဟုတ်ဒီဂါဒန်ကလောက်တာလားရှင်ဟုတ်မသိဘူးလားတဘာဝဒါလေးကတဘာဝကန်လေးပါရေတကွန်လေးစီကိုသွားရအောင်အနည်းဆုံးတော့လာခဲ့တာဒီရေတကွန်နဲ့တော်တော်မောပြေပါတော်တော်မိုက်ရေရတော်တော်ကြီးရဒီကောင်ရေရတော်တော်ကြီးတော့မေးကြည့်ရတော့ဒါတော့တဘာဝရေတကွန်သေးလေးပါနေရတာလေးကတော့ကျိုးတရာလေးပါလာနော်ဘေးမှာအပင်လေးစိုက်တော်ဝင်းလေးကတောင်သူလေသမားလေးနဲ့တူရနော်တောင်သူလေသမားလေးနဲ့တူရတယ်ကဲဒီဘက်မှာတောင်ဟိုဘက်မှာဖះဒါတော့စူထွာမှုနိဖះပါတောင်မဲကြည့်နေရရိုးနေမှာဆိုလို့တော်ဝင်းမျက်နှာလေးပဲကြည့်လိုက်တော့နော်တို့ရှော့ကလစ်တွေနဲ့ online ပေါ်မှာအများကြီးတွေ့ဘူးရောတော်တော်တက်ပယ်ဖို့ကောင်းတယ်အခုအပြင်ရောက်တော့လဲအတိုင်းပါတော်တော်တက်ပယ်ဖို့ကောင်းပါတယ်တို့ဒီကနေပြန်လို့ရှင်တို့ဈေးထဲဝင်မယ်ပြီးမုတ်တွေအများကြီးစားမှာပေါ့ဒီကတော့ရှမ်းစားကြအောင်ဒီရှမ်းပြည်ရောက်တဲ့ရှမ်း vibe ကအပြည့်ရကဲရမ်းမိုက်ညာဈေးတန်းဘက်ကိုသွားနေရပါအချိန်ကအားပြည့်ဆိုလို့ရှင်တို့2နာရီရောရှိရမယ်ပေါ့နော်သူ2နာရီနဲ့2နာရီနောက်ပိုင်းဆိုရင်တော့လူစီရလို့ပြောပါတယ်အဓိကစားချင်တာတော့ရှမ်းကောက်ကျွန်းနဲ့တိုးကူးလေးပါနှစ်ပွဲလုံးစားပြမယ် let's go